ရက်9လ2025ကြာသပတေးနေ့ညပိုင်းမှာရှင်ပြိုင်ကစားကြမဲ့ဥရောပချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယအကျော်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ PSG နဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်လေးကိုခံမှန်းသုံးသပ်ပြောပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကြော်ကြီးတဲ့ Master Facebook Page နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ကြော်ကြီးပါ။ဒီနေ့ကတော့ဒါချန်ပီယံလိပွဲစဉ်တစ်ပွဲပဲရှိပါတယ်အဲ့ပွဲစဉ်တစ်ပွဲလေးကိုပဲကျွန်တော်ဒါပြောပြပေးသွားမှာပါမနေ့ကတော့ကျွန်တော်တို့ဒါအလုံးမအားတာနဲ့မနေ့ကချန်ပီယံလိပွဲစဉ်ကိုတော့ဒါရွေးချယ်မှုမရှိခဲ့ဘူးဒီနေ့တော့ဒါအကောင်းဆုံးဒါရွေးချယ်သုံးသက်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အခုပြောပြပေးတဲ့အချက်လက်တွေနဲ့ဒါညီကိုတို့ရဲ့စိတ်ကူးစိတ်တန်းနေနဲ့အကြိုက်ချင်းထပ်တူကြတယ်ဆိုရင်တော့ဒါလိုက်ပြီးတော့ကစားနိုင်ရအောင်လို့အခုလိုရွေးချယ်ပြောပြပေးရခြင်းဖြစ်ပါတယ်โอเคအဲ့တော့သွားလိုက်အောင်ဗျโอเคအဲ့တော့ဒီနေ့ဒါတနာရီ30မိနစ်ဒါညနေပိုင်းကစားကြမဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ် PSG နဲ့ Arsenal တို့ရဲ့ဒုတိယအကြော့ပြန်ပြီးတော့ဒါတွဲဆုံမှုလည်းဖြစ်တယ်ဒါအခုချန်ပီယံလိပွဲစဉ်မှာဆိုရင်တော့အားလုံးဒီ3ကြော့အထိတွေ့တာပေါ့အခုဆီမီဖိုင်နယ်မှာဝင်းဝင်းအိမ်ဝင်းတကြော့တွေ့ရတယ်ပထမဒါအုပ်စုပွဲစဉ်တွေတုန်းကလည်းပဲအမှတ်ပေးနဲ့ကစားခဲ့တုန်းကလည်းဒါ Arsenal အိမ်ဝင်းမှာတကြော့တွေ့ရတယ်ပေါ့ချန်ပီယံလိမှာပဲသူတို့3ခါအထိကိုတွေ့ဆုံမှုလည်းဖြစ်တယ်ပထမအုပ်စုပွဲစဉ်တုန်းကတော့ဒီအာဆင်နယ်ကအနိုင်ရခဲ့တယ်ဒီဆီမီဖိုင်နယ်ရောက်တော့လဲပထမအကျော်အာဆင်နယ်အိမ်ဝင်းမှာဒါ PSG ကပြန်ပြီးတော့အချိန်အစောပိုင်း4မိနစ်လောက်တည်းရတဲ့ဒမ်ဘီလီရဲ့ဂိုးနဲ့ပဲဒါအနိုင်ရခဲ့တယ်ပေါ့အဲ့တော့ဒီနေ့အိမ်ဝင်းကနေပြီးတော့ PSG ကတော့ပြန်ပြီးတော့ကစားရမယ်အာဆင်နယ်ကတော့အဝေးကွင်းလဲကစားရမယ်ပြီးတော့ပထမအကျော်တုန်းကလည်းပဲဒါသူတို့အိမ်ဝင်းမှာရှုံးထတာဆိုတာဖြစ်တဲ့အတွက်နည်းနည်းတော့ဒါ pressure တွေများတယ်အဲ့တော့အာဆင်နယ်အသင်းလဲအကောင်းဆုံးပုံစံမျိုးနဲ့တော့ဒါပြတ်သားတဲ့ရလဒ်လည်းမဟုတ်သေးတာဖြစ်တဲ့အတွက်သူတို့ကမ်းဘတ်နိုင်လောက်တဲ့အနေအထားလည်းရှိတယ်ဒါကမ်းဘတ်နိုင်အောင်လို့အားလုံးလဲဒါစူးစမ်းကြမယ်ဘာလို့လဲဆိုပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းကလည်းပဲသူတို့အနေနဲ့ဒါအရန်ကြီးကစားရီရှော့ချပြီးတော့ဒီပွဲစဉ်အတွက်ကိုလုံးဝ focus ထားပြီးတော့ဒါကစားထားခဲ့တယ်ဒါ PSG ဆိုရင်တော့ပိုဆိုးတာပေါ့ PSG ကဒီယာဒီမှာလည်းပဲဒါသူတို့အမှတ်ပေးဖလားလဲရပြီးသွားတာဖြစ်တဲ့အတွက်ကိုသူတို့အနေနဲ့လက်ကျန်ပွဲစဉ်တွေကိုအေးအေးဆေးဆေးပဲဒါအရန်လူစင်းလေးတွေကိုထုတ်လာခဲ့ပြီးတော့ကစားထားခဲ့တာဒါနောက်ဆုံးကစားခဲ့တဲ့စတရာဘောနဲ့ပွဲစဉ်တုန်းကဆိုရင်လည်းပဲဒါအေးဆေးကစားထားတဲ့အတွက်ရှုံးသွားခဲ့တယ်အဲ့တော့ဒါ PSG ကဒီပွဲစဉ်ကိုပဲလုံးဝအပြည့်အဝ focus ထားတဲ့အတွက်ကိုကျန်တဲ့ပွဲစဉ်တွေကိုဒါအေးဆေးကစားပြီးတော့ကိုလာခဲ့တာအဲ့တော့ဒီနေ့ဒါအိမ်ဝင်းကနေပြီးတော့ကြေကြောပေးထားမှုကတော့ဒါ PSG ကလေပင်50ရှုံပြန်ပြီးတော့ကြေကြောပေးထားခဲ့တယ်ကိုပေါင်းစည်းကတော့ဒါ3လုံး50စားဆိုပြီးတော့ကိုဒါစပြီးတော့ပြန်ပြီးတော့ဖွင့်လာတာတွေ့ရတယ်ပထမအကျော့တွေ့ဆုံမှုတော့အာဆင်နယ်ကသူ့အိမ်ဝင်းမှာလေပင်50ရှုံကိုပေါင်းစည်းကနှလုံးအပြည့်ရှုံဖွင့်ထားခဲ့တယ်ကိုပေါင်းစည်းနည်းနည်းဒါတက်လာခဲ့တဲ့အနေအထားရှိတယ်ကိုပေါင်းကြီးနည်းနည်းပြင်းတယ်ပထမအကျော့တုန်းကဒါ Z1 ဆိုတဲ့ရလတ်မျိုးပေါ်ထွက်ထားတဲ့အနေအထားကိုတော့မှပဲတကယ်တမ်းဖြစ်တဲ့အနေအထားကတော့ကိုပေါင်းစည်းကကြေးမှန်ရမယ်ဆိုလို့ဆိုရင်နှလုံးအရှုံးလောက်အထိကိုဒါဖြစ်တဲ့ဖြစ်တဲ့ကြေးနှလုံးအရှုံးလောက်ပဲဖွင့်လို့ရတယ်နှစ်ဖက်သွင်းကိုပေါင်းကဒါတကူပဲရှိတဲ့အနေအထားကိုနှလုံးအရှုံးလောက်မှပဲဖွင့်လို့ရတဲ့အနေအထားဗျာပထမအကျော့အတိုင်းပြန်ဖွင့်လို့ရတာကိုက3လုံး50စားဆိုပြီးတော့ပြန်ပြီးတော့နည်းနည်းပြင်းပြင်းလေးပြန်ဖွင့်ထားခဲ့တယ်ဘာလို့လဲဆိုတော့အာဆင်နယ်အသင်းပို့ပြီးတော့ယုံပြီးတော့ကစားရမယ်အနေအထားရှိတယ်ပို့ပြီးကစားမှလည်းအဆင်ပြေလိမ့်မယ်ပထမအကြော့တုန်းကအိမ်ဝင်းမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းအနေနဲ့ PSG ထက်ဒါဂိုးဖြစ်ပြောင်းလဲနိုင်တဲ့ဒီ danger အခွင့်အရေးတွေအာဆင်နယ်ကပိုရတယ် PSG ရဲ့ဂိုးသမားဒါဒူနာရူမာရဲ့ပုတ်ထုတ်ကာကွယ်မှုတွေလုံးဝဒါလက်စွမ်းပြမှုတွေကြောင့်ဒါဂိုးတွေမရခဲ့တာဒါအာဆင်နယ်ကပို့ပြီးတော့ကိုဒါဂိုးကွမ်တင်းချက်တွေရောဂိုးရနိုင်တဲ့အခွင့်အရေးတွေပို့ပြီးတော့များတယ်ဒါပေမဲ့ PSG ခံစစ်ပိုင်းနဲ့ဂိုးသမားရဲ့ကာကွယ်မှုတွေကြောင့်ပဲဒါဂိုးဖြစ်မပြောင်းလဲနိုင်ခဲ့ပဲနဲ့ရှုံးနေခဲ့ရတာအဲ့တော့ဒီနေ့ကတော့ဒါအဝေးကွင်းဆိုပေမဲ့လည်းအာဆင်နယ်တို့ဒါချန်ပီယံမျှော်လင့်ချက်ဒီယာဒီအတွက်ဒါလုံးဝဒီစင်းထိလည်းရောက်တာဖြစ်တဲ့အတွက်လုံးဝချန်ပီယံမျှော်လင့်ချက်ရှိတဲ့အတွက်အာဆင်နယ်တို့ပို့ပြီးတော့ဒါစူးစမ်းရပါလိမ့်မယ်ပြီးတော့ PSG အသင်းကဒီချန်ပီယံလိပွဲစဉ်တောက်လျှောက်ဒီစပါပြီဆိုတော့အခုအချိန်အထိကိုလီဗာပူးနဲ့ပွဲတစ်ပွဲကိုပဲအိမ်ဝင်းမှာဒါချန်ပီယံလိအိမ်ဝင်းရလက်မှာလီဗာပူးနဲ့ရှုံးခဲ့တဲ့ပွဲစဉ်ကိုပဲသူဂိုးမရခဲ့တယ်ကျန်တဲ့ပွဲစဉ်တောက်လျှောက်ဘယ်အသင်းမဆို PSG အသင်းအနေနဲ့ဂိုးရတယ် PSG ရဲ့တိုက်စစ်ကလည်းပဲသိတဲ့အတိုင်းဘယ်အသင်းကိုမဆိုလုံးဝကြောက်စရာမလိုတဲ့တိုက်စစ်ဘာကိုလာရှိမဲ့ဒမ်ဘီလီဆိုရင်လည်းဒီနေ့ယာဒီကလုံးဝဒါသူ့ရဲ့ခြေစွမ်းအပြဆုံးယာဒီလည်းဖြစ်တယ်ပြီးတော့ဒီဘက်ကဆိုလို့ရှိရင်ဒါနာပိုလီကခေါ်ထားတဲ့ Carlos Caliaကစားသမားလုံးဝအဆင်ပြေတယ်ပွဲစဉ်တောက်လျှောက်မှာဂိုးတွေသွင်းတဲ့ခြေစွမ်းတွေပြပြီးတော့ဒါကစားထားတာလည်းတွေ့ရတယ်လုံးဝ PSG ရဲ့ main player တွေပဲဒီ player တွေကိုပဲထုတ်ပြီးတော့ကစားလာမှာပဲကွင်းလယ်ပိုင်းမှာဆိုရင်လည်းပဲဒါလုံးဝအဆင်ပြေတယ်ပြီးခဲ့တဲ့တွေ့ဆုံမှုတုန်းကလည်းပဲအာဆင်နယ်ရဲ့ကွင်းလယ်ကိုဒါ PSG ရဲ့လက်ရှိအသုံးပြုနေတဲ့ကွင်းလယ်ကလုံးဝလွှမ်းမိုးထားပြီးတော့ဒါလူငယ်ကစားသမားတွေရဲ့လုံအားကောင်းတွေကိုလုံးဝအဆင်ပြေထားခဲ့တယ်ဗျာအဲ့တော့အိမ်ဝင်းပွဲစဉ်တိုင်းမှာလည်းပဲဂိုးရတဲ့ PSG ဒီနေ့မှာလည်းပဲဒါတကိုးတည်းပဲပထမအကြော့မှာကြောထတာဖြစ်တဲ့အတွက်လုံးဝပြတ်သားတဲ့ရလက်မဟုတ်သေးတာဖြစ်တဲ့အတွက်လုံးဝခံစစ်ပိတ်ပြီးတော့ PSG ကစားလာဖို့
မဖြစ်နိုင်ဘူးအိမ်ဝင်လည်းဖြစ်တဲ့အတွက်ဒါတကူပဲရထားသေးတဲ့အနေအထားမျိုးမှာသူ့အနေနဲ့သွားပိတ်လို့မရဘူးမတော်တဆပိတ်ပြီးတော့ဒါအာဆင်နယ်ရဲ့တိုက်စစ်ကတကူသာရမယ်ဆိုရင် PSG လုံးဝပြသွားပြီအဲ့ဒီအနေအထားကြောင့်ဒါ PSG လည်းဒီနေ့မှာခံစင်းမပိတ်ဖ နဲ့တိုက်စစ်ပဲအိမ်ဝင်မှာဖွင့်ပြီးတော့ကစားလာမယ်လို့ပဲယူဆပါတယ်ပြီးတော့အာဆင်နယ်ကလည်းပဲဒါပို့ပြီးတော့တိုက်စစ်ကပထမအကြော့ထက်ကိုတိုက်စစ်ကပို့ပြီးတော့ကိုအလုံးလုံးပြီးတော့ကစားလာမယ်လို့ယူဆပါတယ်ကွင်းလယ်မှာဆိုရင်လည်းပါတီတို့ပြန်ပြီးတော့ပါလာနိုင်တာဖြစ်တဲ့အတွက်လုံးဝသူတို့ပထမပွဲစဉ်တိုင်းကစားတဲ့အနေအထားပြန်ပြီးတော့အဆင်ပြေတယ်ဗျာကွင်းလယ်မှာပါတီရှိမယ်အိုဒီဂတ်ရှိမယ်လုံးဝဒီအတွဲအဖက်နဲ့တိုက်စစ်ပိုင်းကတော့ဒါမာတင်နယ်ဒီတို့ပြီးတော့ဆာကာတို့ပြီးတော့ထရော့ဆက်တို့ပေါ့အလှည့်ပြောင်းနေနဲ့ဒါသုံးကျင်နေဆိုရင်တော့ထရော့ဆက်ကိုနည်းနည်းအောက်ထားပြီးတော့ဒါတိုက်စစ်အထောင်မှာဆိုလို့ဆိုရင်ဒါမာရီနိုထည့်ပြီးတော့ကစားလာရင်လည်းကစားလာလိမ့်မယ်ဘာလို့လဲဆိုတော့ Trossard ကတော်တော်ဘောဖြုံးတာတွေများထားခဲ့တယ်ခုနောက်ပိုင်းမှာဒါမလိုအပ်တဲ့ကန်သွင်းချက်တွေနဲ့ကိုလုံးဝအဆင်မပြေဖြစ်တာဖြစ်တဲ့အတွက်မိုင်းနိုပဲဥဆောင်လာရင်ဥဆောင်လာလိမ့်မယ်တိုက်စစ်ကိုအာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းကမာတင်နယ်လီဘက်ကလည်းတိတ်ပြီးတော့အဆင်မပြေထားခဲ့ဘူးဗျသူတို့အနေနဲ့လုံးဝဒါမျောလင်းလို့ရတာကကွင်းလယ်ပိုင်းကဒီ Rice တို့ Odegaard တို့ပြီးတော့တိုက်စစ်မှာဆိုလို့ရှိရင်ဆာကာတို့ပေါ့ဒီလိုဒီကစားသမားတွေရဲ့ဂိုးတွေကိုပဲမျောလင်းလို့ရလိမ့်မယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ကတော့နှစ်ဖက်သွင်းဂိုးတွေမြင်တွေ့ရမယ်ပွဲမြန်မြန်ဆိုင်နဲ့မြင်တွေ့ရမယ်ပွဲစဉ်လို့ပဲယူဆပါတယ်အာဆင်နယ်အဝေးကွင်းဒါချန်ပီယံလိဒါဖိုင်နယ်ကိုမျောလင်းချက်ကလည်းပဲလုံးဝကြောက်စရာကောင်းလောက်အောင်ဒီနေ့မှာအဖွင့်သဘောမျိုးနဲ့တိုက်စစ်ကိုပဲဆင်ပြီးကစားမှာဖြစ်တယ်လို့အိမ်ဝင်းပွဲစဉ်တိုင်းအများတန်းဂိုးရပြီးတော့ကိုဒါအသာစီးနဲ့အိမ်ဝင်းအသာစီးဒါတိုက်စစ်ပိုင်းအသာစီးနဲ့လုံးဝကစားမဲ့ PSG ကလည်းပဲချင်းဒီပေါက်ဂိုးရမှာဖြစ်တဲ့အတွက်ဒီနေ့ဂိုးပေါင်း350စားထပ်ပြီးတော့လေဒါပထမအကျော့ထက်ပြင်းပြင်းချာချာလေးထပ်ဖွင့်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒါဂိုးပေါင်းဈေးကိုယူပြီးတော့ဂိုးပေါင်းအပေါ်ကိုပဲဒါရွေးချယ်ခြင်းပါတယ်ဘော်ရီဈေးကတော့ဒါမရွေးချယ်ပေးခြင်းဘူး PSG က level 50ရှုံးဆိုတော့မတော်တဆတရေတွေဘာတွေထက်ကျသွားမယ်ဆိုရင်လည်းပဲဒါဆုံးရှုံးရင်ဆုံးရှုံးရနိုင်တယ်တူတူဘာလို့ဖြစ်သွားရင်လည်းဆုံးရှုံးနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ဂိုးပေါင်းအပေါ်ကိုပဲရွေးချယ်ခြင်းပါတယ်အနည်းဆုံးကတော့ကျွန်တော်တို့ဒါ350စားကိုတဝက်ကတော့ချင်းတီပေါက်စားရမယ်အနေထားလို့ပဲယူဆပါတယ်2-1တို့ဘာလို့ဒါမှန်းထားပါတယ်အဲ့တော့ကျွန်တော်ဒီပွဲစဉ်ကိုတော့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်ကလည်းပဲဒါ PSG fan တွေရော Arsenal fan တွေရောအပြင်တခြားဒါ fan တွေလည်းပဲလုံးဝကိုစောင့်ကြည့်ပြီးတော့တဲထိတ်ထိတ်ရင်တဖူဖုံနဲ့ဒါကြည့်ရှုရမယ်ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့နှစ်ဖက်အသင်းတွေကိုအားပေးပြီးတော့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးခြင်းပါတယ်โอเคအဲ့တော့ဒီနေ့ကျွန်တော်ရဲ့ Champion League Semi Final ဒုတိယအကြော့ဖြစ်တဲ့ PSG နဲ့ Arsenal ပွဲစဉ်ကိုတော့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးပါတယ်ဗျနောက်တစ်ခုအနေနဲ့အခုကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့ညီကိုတွေကိုပြောပြပေးချင်တာကတော့ online betting အနေနဲ့ဒါဘလုံးပွဲတွေကိုအကောက်ဖွင့်စော်ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာငွေရေးကြေးရေး 100% ယုံကြည်စိတ်ချစွာနဲ့ကျွန်တော်တို့ဒါကြော်ညာပေးနေတဲ့ K9 ဝင်းမှာအကောက်ဖွင့်ပြီးတော့လာရောက်ကစားလို့ရပါတယ် K9 ဝင်း website မှာဆိုရင်တော့ဒါဘလုံးပွဲတွေကိုမလေးကြီးမြန်မာကြီးဟောင်ကောင်ကြီးဒါယူရိုကြီးကြေးပေါင်းစုံနဲ့ကစားနိုင်တယ်လို့ကိုယ်တိုင်ငွေသွင်းကိုယ်တိုင်ငွေထုတ်နေလေကစားနိုင်မှာဖြစ်ပါတယ်ကိုယ်တိုင်ငွေသွင်းကိုယ်တိုင်ငွေထုတ်ကစားရမှာဖြစ်တဲ့အတွက်ဂျာကန်အေဂျင့်လုံးဝမရှိတာဖြစ်တဲ့အတွက်ဒါ24နာရီငွေသွင်းခြင်းတဲ့အချိန်ငွေသွင်းငွေထုတ်ခြင်းတဲ့အချိန်ကိုယ်တိုင်ပဲငွေထုတ်ပြီးတော့ဒါကစားရတာဖြစ်တဲ့အတွက်လုံးဝအဆင်ပြေပါတယ်ဂျာကန်အေဂျင့်လုံးဝမရှိပါဘူးပြီးတော့ဒါအကောက်ဖွင့်ပြီးတော့မကစားခြင်းဘူးကြေးတွေနားမလဲဘူးဆိုတော့ညီကိုတွေအတွက်လည်းပဲကျွန်တော်အပြင်ကြေးဖွင့်ပေးထားပါတယ်အပြင်ကြေးကိုတော့အကောက်လုံးဝမယူဘဲနဲ့ကို website မှာရတဲ့စားအတိုင်းပြန်ပေးသွားမှာပါဘောလုံးပွဲတွေအားလုံးပြီးတဲ့အထိသိမ်းတဲ့အထိကိုအပြင်ကြေးလာကစားနိုင်ပါတယ်မနေ့ခင်းရောက်တာနဲ့ဒါအယောစားအားလုံးပြန်ပြီးတော့ရှင်းလင်းပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့အကောက်ဖွင့်ပြီးတော့ကစားခြင်းတာပဲဖြစ်ဖြစ်အပြင်ကြေးကစားခြင်းတာပဲဖြစ်ဖြစ်ကျွန်တော်အခုဗီဒီယိုရဲ့အောက်မှာချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပေးပါပြီးတော့ကျွန်တော်တို့ K9 ဝင်းနဲ့အတူလက်တွဲပြီးတော့လည်း agent အဖြစ်လုပ်ကိုင်လို့ရပါတယ်agent ဖြစ်လုပ်ကိုင်မယ်ဆိုရင်တော့လစာ commission 30%အပြင်လစဉ်လည်းပဲအပူစုပေးသွားမှာပါဒါကြောင့်မို့တကယ်စိတ်ပါဝင်စားရဲဆိုရင်တော့ကျွန်တော်ရဲ့အခုဗီဒီယိုမှာချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုပဲဆက်သွယ်လာခဲ့ပေးပါအသေးစိတ်တစ်ခုချင်းရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးရွေးချယ်မှုဗီဒီယိုတွေကိုအမြဲတင်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube channel ကိုလည်းပဲ subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးတော့အားပေးထားကြပါအောင်ဗျ TikTok ညီကိုတွေလည်းပဲဒါ follow လေးတွေလုပ်သွားပေးကြပါအောင် Okay အဲ့တော့ဒီလောက်ပါပဲဒါနောက်နေ့ Europa League ရဲ့စိတ်ကြရွေးချယ်မှုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကြော်ကြီးပါ